တုံးတယ်ကျွန်တော်ပုံကန်တယ်လို့ပဲတုံးတယ်။ဘာကြောင့်လဲဆိုတော့ဒါပုံကန်မှုပဲ။တိုင်းပြည်ကိုပြုံပုံကန်တာပဲနော်။အဲ့တော့သူ့ရဲ့ပုံကန်ရေးနေ့ပေါ့နော်68နှစ်မြောက်ပုံကန်ရေးနေ့အဲ့တော့ RCSS အဖွဲ့ဝင်တွေအဲ့လူတွေကျွန်တော်ဓာကြီးနဲ့စကလုံးနဲ့ပတ်သက်လို့ခင်ဗျားတို့ကလာပြီးကျွန်တော်ပြောတဲ့အတွက်မကြိုက်လေခင်ဗျားတို့လဲတာသေးလေကျုပ်ကလည်းဂရုမစိုက်ဘူးပေါ့လည်းပြောတာကျုပ်ပြောတာကျုပ်ကခင်ဗျားတို့လည်းဂရုစိုက်အောင်မဟုတ်ဘူးဘာလို့လဲဆိုတော့ရှင်းရှင်းလေးပြောတော့တိုင်းပြည်ကနံပါတ်1ပဲခင်ဗျားတို့ကနံပါတ်1မဟုတ်ဘူးကျွန်တော်တို့ကအဲ့တော့ရှင်းရှင်းလေး RCSS တစ်ဖွဲ့လုံးလည်းတန့်ပြောတာခင်ဗျားတို့တစ်ဖွဲ့လုံးကျုပ်ဂရုစိုက်မှာမဟုတ်ဘူးခင်ဗျားတို့ကခင်ဗျားတို့ဘာကောင်းနေဖြစ်ဖြစ်ကျုပ်ဂရုမစိုက်ဘူးရှင်းရှင်းလေးကျုပ်ကတော့ရှင်းတယ်ပုံကန်တာပဲတော်လန်တာမဟုတ်ဘူးတော်လန်တယ်လို့ပြောရင်ခင်ဗျားချမ်းပြည်နယ်မှာခင်ဗျားတို့ RCSS ကိုလူတွေဘယ်လောက်ထောက်ခံလဲမဲဘုံထောင်ကြည့်လိုက်တတိရှိဘုံထောင်ကြည့်လိုက်မဲဘုံထောင်ကြည့်လိုက်အဲ့မှာခင်ဗျားတို့ဘယ်သူတွေထောက်ခံလဲဆိုသိလိမ့်မယ်ခင်ဗျားတို့ကကိုရှမ်းပြည် RCSS ကတစ်ဖွဲ့SSPB ကတစ်ဖွဲ့တခြားဖွဲ့တွေအဖွဲ့နဲ့ရှမ်းပြည်မှာတော့ခင်ဗျာ10ချမ်းလောက်ကွဲနေတာကိုလာပြီးတော့လေးကြီးလေးကြီးရှောက်ပြောမနေကျွန်တော်ရှင်းရှင်းလေးပုံကန်တာပဲအဲ့တော့ဒါကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တော့တဲ့ပဲဂျာနယ်ကြောင့်နဲ့တဲ့ဝေမှန်းနဲ့မကြိုက်ဘူးဆိုရင်ကျွန်တော်ကြိုက်တဲ့နေရာနေရေးကြကြိုက်သလိုပြန်ပြီးကြိုက်သလိုကျွန်တော်ပြန်ကောင်တာပြန်ရေးကြကြိုက်တယ်လို့ရှင်းရှင်းလေးကျွန်တော် AC ပဲနော်ပုံကန်တယ်လို့မှတ်တယ်အဲ့တော့သူတို့က68မြောက်ပုံကန်ရေးနေပေါ့နော်ပုံကန်ရေးနေမှာဘုရားရွက်စစ်ပြောတဲ့စကားသူစကားလေးကသူစကားထဲမှာပါလာတယ်ဗာလဲဆိုတော့တော်လေးတည်မမှန်တာလည်းပါတာပေါ့နော်သူစကားထဲမှာသူတို့ဒေါ်လာတို့ရဲ့ဒီပုံကန်ရေးရာ68နှစ်ပြည့်ပြီတဲ့အဲ့တော့ရှေ့လဲဒေါ်လာခီးစဉ်ဖြစ်ပြီတဲ့အဲ့တော့အချိန်ကာလသူတို့အကောင်းအဆိုးဒုရဲကြုံတွေ့ရတယ်တဲ့အဲ့တော့ပုံကန်ရေးကြောင့်ပြည်သူလူထုခက်ခဲတွေများစွာခံစားခဲ့ရတယ်တဲ့သူတို့နဲ့တိုက်ပွဲဆင်နွှဲပြီးဒုက္ခကြီးတွေရင်ဆိုင်ရတယ်တဲ့တိုက်ပွဲမှာတပ်တွေရရှိတယ်အခုကြာဆုံးတယ်ဘာညာပဲစသဖြင့်ပြောတော့ပေါ့နော်ပြီးတော့မှသူကအဲ့ဒီဒါမှအရေးကြီးတာကစုစည်းကြပါခဏထားအဲ့ဒီမှာပင်လုံစာချုပ်ပါဘာညာပေါ့ဗျာပင်လုံစာချုပ်ပါနိုင်ငံရေးသဘောတူညီချက်ကိုဗမာအစိုးရကအကောင့်တွေပေါ်ဆောင်ခြင်းမရှိတဲ့အတွက်တော်လိုင်းပေါ်လာခြင်းဖြစ်တယ်တဲ့ပင်လုံစာချုပ်ပါနိုင်ငံရေးသဘောတူညီချက်ကိုဗမာအစိုးရအကောင့်တွေမပေါ်ဘူးပင်လုံစာချုပ်ပါသဘောတူညီနိုင်ငံရေးသဘောတူညီချက်ဆိုတဲ့စကားလုံးသုံးရင်သဘောတူညီချက်လားသဘောတူစာချုပ်လားအဲ့မိကိုအရင်ဖြေရကျွန်တော်ပြောပြပြီနော်သူ့ဟာသူအပြင်မှာကြိုက်တယ်လို့ဆိုရင်ကြိုက်တယ်လို့ဟိုအခန်းထဲမှာကြိတ်ပြီးနေရတဲ့ဆိုနေစာချုပ်ချုပ်လိုက်တဲ့အပေါ်မှာပါလာတဲ့စာအားအတီးပဲခင်ဗျားကဂျားမှာကြိုက်တယ်ဆိုနေအဲ့တော့တခါတခါကြရင်49ပင်လုံစာချုပ်ပါနိုင်ငံရေးသဘောတူညီချက်လားသဘောတူစာချုပ်လားရှင်းအောင်ပြောဖို့လေသဘောတူညီချက်ဆိုရင်တော့အဲ့ဒါတရားမဝင်ပေါင်းမဝင်ဘူးစာချုပ်ဆိုရင်ပေါင်းဝင်တယ်စာချုပ်အတက်အတိုင်းပြောဟိုစာချုပ်ကမပြောနဲ့သဘောတူညီချက်ဆိုတာပြောသဘောတူညီချက်ဆိုတာခင်ဗျာသူ့ဟာသူနှစ်ယောက်တည်းအခန်းထဲမှာကြိတ်ပြောရင်လည်းပြောမယ်ဗျာအဲ့ဒါယူသဘောတူညီချက်ဆိုရင်ကောက်ပြောတော့ပြီးတော့ဒါအဓိပ္ပာယ်မရှိတာရှင်းရှင်းပဲလိန်တာကလင်ကချက်လို့တာပဲအဲ့တော့သဘောတူညီချက်စာကျွန်တော်နားလည်တာတော့သဘောတူညီချက်မဟုတ်ဘူးနဲ့သဘောတူစာချုပ်ပဲဖြစ်ရမယ်စာချုပ်လို့ပြောရင်တော့လက်ခံတယ်စာချုပ်ဆိုရင်စာချုပ်တိုင်းပြောဖို့အတွက်ကစာချုပ်မှာတတ်မှတ်ထားတာရှိတယ်နော်စာချုပ်မှာတတ်ရှိတယ်ဗမာဆိုရအကောင့်တွေပေါ်ဆောင်ခြင်းမရှိဘူးအဲ့ဒီ40ခွန်ပင်လုံပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လဲခင်ဗျားတို့အားလုံးမြင်နေတာ40ခွန်ပြီးတော့တပုံထားတာဘယ်သူတွေထားလဲ40ခွန်မပြောနဲ့40ခွန်48ကလွတ်လိုက်ရမှာ40ခွန်မှာသဘောတူချက်ထုတ်သဘောတူချက်လို့သဘောစာချုပ်ချုပ်တယ်ဒါပေမဲ့48မှာလွတ်လိုက်ရတယ်ပြီးတာနဲ့ KNU ကစတောခိုတယ်ပြီးကျန်တဲ့အဖွဲ့အစည်းကတော့တောခိုခြင်းသလိုတောင်ခိုခြင်းသလိုဒုတ်ခိုခြင်းသလိုဟိုဘာခိုခြင်းဘောခိုခြင်းသလိုခိုခြင်းနဲ့ရှောက်ခိုကြတာလေရှောက်လို့ကြတော့တိုင်းပြည်ကတည်ငြိမ်ဖို့ခဏထားအဲ့ဒီအကျွေးတွေရဲ့အဲ့ဒီပြဿနာပေါင်းတော့6တော့ရဲ့တပုံထတာရဲ့မျိုးစုံတပုံထတာရဲ့ခင်ဗျားကြီးအင်းစိန်ရန်ကုန်အင်းစိန်အစိုးရလာဖြစ်တော့တယ်ရန်ကုန်အစိုးရလာကျန်တော့တဲ့အထိဖြစ်တဲ့ချိန်မှာအဲ့ဒီကောင်တွေဘာလုပ်နေကြလဲပြည်အောင်စုဆိုတဲ့စကားကိုသူတို့နားလည်အဲ့တော့ရှမ်း RCSS ကဥရွက်စစ်တို့ကိုယ်တိုင်ကကိုယ်တိုင်ရှင်းပြောရရင်တော့ဗျာဟိုထိုင်းကြုံဖြစ်နေတာတဲ့ပြောထိုင်းကြုံပဲထိုင်းရဲ့ကြုံRCSS ရွက်စစ်ကထိုင်းရဲ့ကြုံတယောက်ပဲကျွန်တော်ပွင့်လင်းပြောတာခင်ဗျားကြိုက်ကြမကြိုက်ကြနော်ထိုင်းဥရွက်စစ်ကထိုင်းရဲ့ကြုံထိုင်းအစိုးရရဲ့ကြုံထိုင်းဘရင်ရဲ့ကြုံရုပ်ရွက်စစ်ကတခါပြောတာအဲ့လိုကြုံပဲဘာလို့ဆိုသူကထိုင်းရတော့ဖြစ်ပေးထားလို့သူမှထိုင်းနေပေးထားလို့ထိုင်းနဲ့တွားတွဲလို့သူနေလို့ရတာရှင်းလေးပြောရထိုင်းကြုံကြီးဥရက်စစ်ကဘာထားပြောလဲသူတို့ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်လွတ်လပ်ရေးဘာညာရှောက်ပြောတာပေါ့ဗျာနော်ဆိုတော့ကျွန်တော်တော်တော်လေးပွင့်လိုက်ပြောရင်တော့ကျွန်တော်လည်းအခုနောက်ပိုင်းတော်တော်လေးတချို့ငင်းစကားပြောတဲ့လူတွေအရင်တော့ဟိုမိုက်ရန်ကားခဲ့တာတွေကိုကျွန်တော်ပြန်ပြီးဖတ်ရလေးရင်နဲ့ဒီလူတွေကြည့်မရလေးပဲပွင့်လိုက်ပဲကျွန်တော်လူငယ်တောင်တော့ကြည့်ကိုမရအဲ့လူတွေကြည့်ကိုမရအဲ့လူတွေဒီလူတွေကိုကျွန်တော်နိုင်ငံရေးကောင်းဆောင်ပြင်နေမြင်တာမျိုးလုံးထဲမှာဥရက်စစ်တို့အုပ်စုနော်အဲ့တော့ဥရက်စစ်ကထိုင်းကြုံကြီးဥရက်စစ်ကဘာဖြစ်လဲဆိုတော့သူပြောတဲ့စကားထဲမှာပါတာပေါ့နော်စော်ဘွားတွေကဘာဖြစ်တယ်ညာဖြစ်တယ်စော်ဘွားကိစ္စတွေလည်းသူပြောတယ်နော်အဲ့ရနေပြီးတော့မေ20တက်မှာတော့သူတို့ရဲ့အဲ့ဒေါ်လာရေးနေပေါ့ပုံကိုင်းလေးသတ်မှတ်တယ်ပေါ့ဗျပြီးတော့မှသူက68နှစ်ကာလအတွင်းမှာနိုင်ငံရေးပြဿနာတွေကြုံတွေ့ရခြင်းအမျိုးချင်းကြောင့်သူရှမ်းဒေါ်လာရေးအဖွဲ့အကြားမှာတွေးကွဲတယ်တဲ့ကြည်အောင်သူတို့ချင်းအောင်ပြန်ကွဲတယ်ကျွန်တော်ပြောမနေတယ်ဒေါ်လာရေးအဖွဲ့အချို့ဟာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုနောက်ခံထားပြီးကိုကျိုးစီးပွားလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ရှမ်းလူထုရဲ့ပညာရေးဘူးသူတော်ပြည့်စုံခြင်းကြောင့်ရန်သူရဲ့စီးယုံခြင်းတွေကိုခံရပြီးတော့အသုံးချခံပေါ်ရောက်တယ်တဲ့ဒါတွေကရှမ်းတွေရဲ့ဒေါ်လာရေးအားနည်းချက်ဖြစ်ဆိုဒေါ်လာရေးပတ်တဲ့မရောက်ခင်ဟာတာဒါစီဖြစ်တယ်ပေါ့စသဖြင့်ဗျာဆိုတော့သူ့အနေနဲ့ကဘာဆက်ပြောလဲဆိုတော့လူထုကရေတက်ကငါဆိုမြို့ရချင်းအမိသက်ပြီးလွတ်ပြီးတော့တဲ့ဒေါ်လာရေးပေါ်အားထုတ်ခွန်ဆိုင်စူးစမ်းပြီးတော့ကျွန်ဘွားကလွတ်မြောက်ရေးတွေဝိုင်းဝန်းစူးစမ်းဆောင်ရွက်ကြပါသေးတယ်အမေကသူကကျွန်ဘွားလွတ်မြောက်ဖို့ဝိုင်းစူးစမ်းပါသေးတယ်သူကြတော့ဘာကျွန်ဖြစ်နေတော့ဥရက်စစ်ကဘာကျွန်ဖြစ်နေတော့ဥရက်စစ်ကထိုင်းကျွန်ဟုတ်မဟုတ်ကို
ဖြည့်ရှင်းချက်လေးပေးကြည့်ပါလို့ပြောလိုက်အဲ့မေးလိုက်ခင်ဗျာဂျုံတဲ့ခါကျရင်ဥရက်စစ်ကိုခင်ဗျားတို့ဂျုံတဲ့လူမေးလိုက်ရှမ်းတိုင်းသားသတင်းတောက်တွေကျွန်တော်တို့မိတ်ဆွေတွေရှိပါတယ်ခင်ဗျားတို့လည်းကိုကျွန်တော်ပြောတာကိုနာလို့ရှိရင်ဥရက်စစ်ကိုမေးလိုက်ခင်ဗျားကိုကြော်မျိုးမင်းကပြောတယ်ကျွန်တော်တို့ကြော်မျိုးမင်းကပြောနေတယ်ထိုင်းဂျုံကြီးလို့ပြောနေတယ်ဟုတ်လားဘာပြောမလဲပြီးကြည့်လိုက်ပါကျွန်တော်တဲ့ပြောတာနော်အဲ့ဒါထိုင်းဂျုံရွက်စစ်ကထိုင်းဂျုံပဲထိုင်းရဲ့ဂျုံထိုင်းနိုင်ငံကသူ့ကိုဂျုံလို့မွေးထားတာထိုင်းဆိုရဂျုံလို့မွေးထားတာထိုင်းဂျုံပဲဒီလိုပဲကျွန်တော်ပြောတယ်ဒါကျွန်တော်ရဲ့လွတ်လပ်သောဂျာနယ်စင်တယောက်ကအမြင်နဲ့ကျွန်တော်ပြောတာဘာလို့လဲသူထိုင်းနဲ့ကင်းကိုမကင်းဘူးထိုင်းနဲ့ပတ်ကိုပတ်သက်ပြီးထိုင်းအစိုးရဩဇာခံနေရတာအဲ့တော့ကျွန်တော်ပြောနေပြောဒီနိုင်ငံမှာရှိတဲ့လက်နက်ကင်ပုံကန်သူတွေအုပ်စုအကုန်လုံးကရွက်စစ်လည်းထိုင်းဂျုံပဲ KNU ကခေါင်းဆောင်တွေလည်းချင်းမိုင်မဲဆောင်မှာသွားနေပြီးတော့ထိုင်းဂျုံတွေဖြစ်နေတယ်နော်အဲ့ဒီဟိုဘက်ကကိုကန်တို့ဝါတို့လည်းတရုတ်ဂျုံဖြစ်နေတယ်အကုန်တရုတ်ဂျုံတွေပဲကိုကန်တို့ဝါခေါင်းဆောင်တွေတရုတ်ဂျုံတွေပဲနော်ပလောင်ခေါင်းဆောင်ကဘာလို့တရုတ်ဂျုံပဲ KIA ခေါင်းဆောင်ကအခုတော့ဒီကောင်နှစ်ပုံဂျုံတပုံတော်မဟုတ်နှစ်ပုံဂျုံဘာခေါ်လဲတရုတ်ကအမေရိကန်ကဂျုံခံတာအဲ့ KIA ခေါင်းဆောင်တွေကလည်းနော်အေးကထုံးမြတ်နိုင်အောင်တရုတ်ဂျုံပဲထုံးမြတ်နိုင်တဲ့တရုတ်ဂျုံပဲအဲ့တော့ပြောရရင်တော့အကုန်လုံးကဘုံဂျုံတွေကြီးပဲသူများနိုင်ငံဂျုံတွေဖြစ်နေပြီးတော့သူတို့ကိုယ်တိုင်ကခေါင်းမှာဂျုံခေါင်းမှာနှစ်ဖူးမှာဂျုံစာကတ်ထားပြီးတော့ပြန်ပြောတော့မြန်မာအစိုးရကိုပြန်ပြီးတော့လွတ်လပ်ရေးဂျုံဘွားလွတ်မြောက်အောင်ဆိုတော့သူတို့ကိုယ်တိုင်ပဲလေဂျုံဖြစ်နေတာပေါ့မြန်မာအစိုးရခဏထားဟိုမှာထိုင်းတို့ဗာလဲဟိုအိန္ဒိယတို့တရုတ်တို့ရဲ့ဂျုံဖြစ်နေတဲ့ကောင်တွေကအဲ့လိုစကားပြောတာကျွန်တော်တအားရင်းထဲမှာနားတယ်ပုံလည်းပြောတယ်ကိုယ်တိုင်ဖြစ်နောက်ကျောကဟိုမှာမဖြစ်ဘူးဟိုနောက်ကျောကဇလန်မရှင်းထားဘူးမရှင်းနိုင်ဘူးအဲ့လိုလူတွေကတိုင်းပြည်ကိုမဖြစ်နေတာကျွန်တော်တော်တော်လေးယွန်းတယ်အဲ့ကြောင့်ပြောတာတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်လို့ပြောရင်အဲ့ကောင်တွေအကုန်လုံးကရှင်းပြောရင်တော့ဟိုကျွန်တော်တို့ပုံလည်းပြောရင်ကျွန်တော်အမြင်ပုံလည်းပဲရန်ကုန်မြို့ကစိုက်ကားသမားတက်တော့တောင်းမထားဘူးကျွန်တော်အဲ့တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုရန်ကုန်မြို့ကစိုက်ကားသမားဆင်တော့တောင်းမထားဘူးဘာလို့ဆိုအဲ့ကောင်တွေအကုန်လုံးကပလီပလာနဲ့ဂျွန်စိတ်ပေါက်တဲ့ကောင်တွေအစားတွေကသမန်နိုင်ငံရဲ့ဂျွန်ဖြစ်နေတာအစားတွေကဂျွန်စိတ်ပေါက်လို့ဂျွန်ခံနေပြီးတော့သမန်နိုင်ငံရဲ့ဂျွန်ဖြစ်နေသမန်နိုင်ငံသားပတ်ဖို့နေယူပြီးတော့နိုင်ငံသားကကြီးယူပြီးတော့မြန်မာနိုင်ငံပြန်ဒုက္ခပေးနေကြတယ်ကောင်လေးကြီးပဲအဲ့လိုပြောတယ်အဲ့တော့ဥရစစ်တို့အုပ်စုတွေလည်းဂျွန်ပဲအဲ့တော့ရှင်းပြောရင်တော့ထိုင်းဂျွန်ပဲအဲ့တော့တဲ့ပဲပြောတာနော်ခင်ဗျနောက်ညီလာခံတွေပါတွေ့လို့တကယ်လို့ဒါခင်ဗျာလွတ်ဟိုဘယ်လိုညီလာခံတွေ့လို့ခင်ဗျာလူကြီးတွေကသာမရှိလို့လူကြီးတွေရှင်းလို့ကျွန်တော်သွားမိမှာဥရစစ်ခင်ဗျာထိုင်းဂျွန်ဖြစ်နေတယ်တဲ့မိမှာခင်ဗျာထိုင်းဂျွန်ဖြစ်နေတော့ဘယ်လိုလွတ်အောင်လုပ်မလဲလို့မိမှာကျွန်တော်သွားမိမှာတဲ့မိမှာရှင်းရလေးပဲတကယ်ကျွန်တော်မကြုံလို့ခင်ဗျကျွန်တော်လည်းသိပြီးတော့ဟိုနောက်ပိုင်းဘာဖြစ်လဲဆိုတော့အစိုးရအာဏာတို့တီးခံနေရတာအစိုးရအာဏာဆိုအစိုးရငြိမ်းချမ်းရေးကိစ္စတွေလုပ်နေကြတဲ့အချိန်မှာကျွန်တော်ကလည်းကြည့်မရတာဒီလူတွေကိုအဲ့လိုကိုကြောင်အနှောက်အယှက်ဖြစ်မှာစိုးဆိုတာတီးခံနေတာတကယ်ဒီလူတွေတကယ်ကိုဟိုဗီဇလည်းမကောင်းစိတ်တက်လည်းမကောင်းခင်ဗျဥခွန်စာလက်နက်ကင်ငြိမ်းချမ်းရေးယူလက်နက်ငြိမ်းချမ်းရေးယူတော့ကဥရက်စစ်ဘာလုပ်လဲလက်နက်ကင်ပုံကန်ထွက်သွားတယ်ခွန်စာသာငြိမ်းချမ်းရေးယူတဲ့အချိန်မှာတော့သူသာပါလာခဲ့ဒါသူလည်းအေးဆေးတော့သူဘာဖြစ်ဒါပေမဲ့သူဘာလုပ်လဲလက်နက်ကင်ပြီးတော့ခွတ်ထွက်သွားတယ်ခွတ်ထွက်သွားပြီးတော့ဘာလုပ်လဲဟိုသူ့လက်နက်ကင်တစ်ဖွဲ့ထောက်ပြီးပုံကန်တယ်ပုံကန်ပြီးတော့ဝါနဲ့ချကြရဲနောက်ဆုံးမှာထိုင်းဘက်ကိုထွက်ပြေးတယ်ထိုင်းကသူ့နောက်ကပံ့ပိုးပေးတယ်ထိုင်းစစ်တပ်ပံ့ပိုးထားတဲ့ထိုင်းအစိုးရပံ့ပိုးထားတဲ့ဟိုဟာနဲ့ဟို US ကထပြီးတော့ဒီဝါနဲ့တိုက်ကြတယ်ဒါပေမဲ့ဝါကိုသူရှုံးတယ်ထွက်ပြေးရတယ်နောက်ဆုံးသူ့နေရာလေးချင်းလေးကြံတယ်ဒါပဲတမိုင်းကိုသိဖို့လိုတယ်ကျန်တာလုံးနေလူဆိုတာကိုသိဖို့လိုတယ်ရှက်တက်လို့ရှိရင်လည်းခင်ဗျာလဲသေးဖို့ကောင်းတယ်ကိုဗမာရှမ်းတိုင်းသားစစ်သေးလားငါထိုင်းကြုံဖြစ်နေပြီလားဆိုတော့ကိုရှက်တိုင်းလဲတောင်သေးဖို့ကောင်းဒါပေမဲ့ဒီလူတွေမှာမွေးကလေးကပါမလာတဲ့အရာတစ်ခုရှိတယ်ရှက်ကြောပြတ်နေတာအစားရရှက်ကြောလည်းပြတ်နေတယ်ဘာမှမသိကိုကျိုးစည်းဝါလွယ်ပြီးရှက်ကြောအကုန်ပြတ်နေတာအဲ့လူတွေအဲ့တော့တိုင်းသားလက်နက်က EU ခေါင်းဆောင်နေတဲ့ပတ်သက်ကျွန်တော်တို့ပွင့်လင်းပြောတာနော်လူငယ်တယောက်အနေနဲ့ရောမြန်မာနိုင်ငံသားဂျာနယ်လစ်တယောက်အနေနဲ့ရောကျွန်တော်ပို့လို့ယုံကြည်မရှိဘူးလောဘကိုယုံကြည်မရှိဘူးဒီကောင်တွေငြိမ်းချမ်းရေးလုပ်ချင်တယ်ဆိုတာလေအသက်တွေကြီးလာလို့တေးစိတ်ဖြောင်းဖြောင်းနဲ့တေးချင်လို့ထလုပ်တာငယ်တော့ကတော့ဗာလဲဝုန်းတိုင်းကျစောမယ်လှော်မယ်ချမယ်အခုလည်းကြာတော့တေကာနီးကြတော့ဟိုဗာလို့ဆိုစိတ်ဖြောင်းလေးနဲ့တေးချင်တယ်သူတို့သားသမီးမြင့်မြင့်တွေအနာဂတ်ကိုလည်းလှမ်းကြည့်ပြီးတော့အချိန်မကောင်းတော့ငါတို့ peace process ကိုသွားမယ် peace dialogue သွားမယ် ceasefire သွားမယ်ဖြစ်ကုန်တာဒါပဲအဲ့တော့ကျွန်တော်ရဲ့ပြတ်သားတဲ့အဲ့ဒီတိုင်းသားလက်ကနေပေါ့ပြတ်သားတဲ့ကျွန်တော်အမြင်ပြောပြီးသွားပြီခင်ဗျားတို့လည်းကြိုက်တဲ့သူစဉ်းစားလို့ရတယ်တချို့လူတွေနာပြီးလာပြောဂိမ်းဆိုင်ကိုရှင်းလေးပဲကြိုက်တာပြောနှုတ်ရင်းနဲ့ပြောတာကြိုက်တာပြောလို့ရတယ်ခင်ဗျားတို့လည်းကြိုက်တာပြောလို့ကျွန်တော် challenge ဘောင်နဲ့ပြောတာဆဲနေတာမဟုတ်ဘူးပွင့်လည်းပြောရင်ဒီဘောင်နဲ့ပဲပြောပဲအဲ့တော့ဒီကောင်ဒီသူတို့ဒီထိုင်းကြုံပဲဒါရှင်းလေးပဲကျွန်တော်မြင်တဲ့တိုင်းပွင့်လည်းပြောတယ်ပြီးတော့ဟိုဗာလဲ freedom of press ပေါ့နော် freedom of press အရာရော freedom of voice အရာကိုကျွန်တော်ပြောတာနော်အဲ့တော့ပွင့်လည်းပဲကျွန်တော် challenge ကြောက်တဲ့အတန်းနဲ့ပွင့်လည်းပြောပါတယ်အဲ့တိုင်းသားလက်နက်ကင် EU ခေါင်းဆောင်တွေနဲ့သူ့ရဲ့ဘောမာတွေအုပ်စုတွေနေတယ်ကျွန်တော်ပြန်ပြီးတော့ကြိုက်တဲ့နည်းနဲ့တုံ့ပြန်လို့ရတယ်ချိတ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ရှင်းရှင်းလေးပဲအဲ့တော့ဘာမှသိသွားဖြစ်မနေဘူးရှင်းရှင်းလေးနော်အဲ့တော့နှုတ်ရေးရဆိုနှုတ်ရေးနဲ့ပြန်ကြတာပေါ့နော်ပြန်ကြတာပေါ့ဒါပဲရှိတာပြောကြပါဗျာနော်အဲ့ဒါကိုလည်းပြောကြပါဘာပြောမလဲရွှေစစ်ထိုင်းကြုံမဟုတ်ဘူးဘာပြောမလဲပြန်ပြောရင်ပြောပါရပါတယ်